ဘန်ကောက်ကနေမန်ဆန်ချွန်ဘူရီကို1 day trip ပေးသွားပါမယ်ဘယ်လိုသွားလဲပဲတွေသွားလဲပြီးတော့ကုန်ကျစရိတ်ဘယ်လောက်ကုန်လဲဆိုတာကိုသူတို့လိုက်ကြည့်ကြရအောင်နော်မိုးရိုးဟိုလမ်ခုံရထားပူတာကနေသွားမှာရထားထွက်ချိန်က6:55ပေါ့နော်မိုးရိုးထားတာ9:20ဒီထက်စောစောလေးထားကြပါလို့ recommend ပေးရှင်လားပြင်ပြီးပါညာနဲ့6:00ခွဲသွားရောအဲ့မှာလောနဲ့လမ်းမှာတွေ့တဲ့ taxi ကိုခေါ်ပြီးတော့ဟိုလမ်ခုံရထားပူတာစီရောက်သွားပါပြီရောက်တဲ့ချိန်မှာ6:49လောက်ရှိနေပြီအဲ့မှာလက်မဝယ်တဲ့နေရာကိုမြန်သွားပြီးတော့3ယောက်စာလက်မဝယ်လိုက်တယ်အဲ့မှာရထားစီကိုအမြန်ပြေးလိုက်တော့တာပဲအရန်ကိုကန်ကောင်းသွားတာရထားပေါ်ထိုင်လိုက်တာနဲ့ရထားစားထွက်တော့တာပဲသူက6:55ကွက်တီကိုထွက်တာပါရထားပေါ်မှာကိုကြိုက်တဲ့နေရာရွေးထိုင်လို့ရတယ်နော်စေနှုံလေးကိုကြည့်လိုက်တယောက်ကို23ပတ်ဝယ်တဲ့အချိန်မှာရှွန်ဘူရီသွားပါမယ်လို့ဒါပြောပြီးဝယ်လိုက်လို့ရတယ်နော်မင်းမစားရသေးတဲ့သူတွေဆိုရင်လည်းရထားပေါ်မှာအသီးတွေသမင်းဘူးတွေရေတန့်ဘူးတွေရောင်းနိုင်ရှိပါမယ်နော်ပစ္စည်းတွေအိတ်တွေပါလာခဲ့ရင်ဒီအပေါ်မှာထားလို့ရတယ်ရှွန်ဘူရီရောက်ပြီးဆိုတာနဲ့သူတို့អော်လိုက်မယ်အကြရထားနေဆင်းပြီးတော့တယောက်40ပတ်နဲ့ဒီကားအနီလေးတွေစီးပြီးတော့ဘန်ဆန်ပင်လယ်စီကိုသွားပါမယ်နောက်ဆုံးတော့ရောက်ခဲ့ပါပြီရှင်ရောက်တယ်နဲ့ပိုက်ကအရန်စာနေတာပေါ့နော်အဲ့ဒါနဲ့အမှရှိတဲ့ဆိုင်တွေကိုအထောင်းရသမင်းကြော်ရမှာစားလိုက်တာပါစီနိုကတော့ဒီအထောင်း60ပြီးတော့သမင်းကြော်ကြတော့80ပွဲကြီးပဲပိုက်ပြေးပြီးဆိုတာနဲ့တပ်ပုံသွားရအောင်လို့ဒီထိုရှင်ဂျပန်စီးလေးသွားလိုက်တာပါလဲစရာသွားစရာတွေကတော့ဒီနားတဝိုက်ပဲမိုးတော့3ရောက်လာဆိုတော့တနေရာရသွားရင်ဘော့ကနေကားခေါ်ပြီးတော့သွားတာပါဘော့ကပြီးတိုက်တယ်အနောက်ပြန်ဆုပ်ပြီးပြန်လမ်းလျှောက်လာဟာရိုက်ပေးတဲ့သူကလည်းစိတ်အရန်ရှိရနော်ပြီးရနဲ့မိုးတို့ရေတက်တော်ဝါကြည့်ဖို့အတွက်ဒီအခေါ်လေးရမှာလာလိုက်တာပါနေရာလေးတွေမူရေးထားပေးတဲ့အတိုင်း Grab တို့ပို့ထမ်းမှာဒါထည့်ပြီးရိုက်ရှာလိုက်နော်လက်မှတ်ဝယ်တဲ့နေရာမှာထိုင်းလူမျိုးဆိုရင်80 foreigner ဆိုရင်120ပေါ့နော်ဒါပေမဲ့မိုးပါမှမပြောချင်းလက်မှတ်ဝယ်မယ်လို့ပဲပြောလိုက်တာဘယ်နှစ်ယောက်လဲ3ယောက်ဆိုတော့80ပတ်နှုန်းနဲ့ပဲတွက်ပေးလိုက်တာ passport ပါညာလဲတောင်းမကြည့်ဘူးရောအကောင့်တွေအရင်ကြီးတော့မစုံဘူးဒါပေမဲ့တော်တော်လေးကိုလာပါတယ်ပြီးတော့အမှကာဖေးဆိုင်တွေအရန်များတယ်ဒါပြီးရနဲ့ဘယ်ဆက်သွားမှမသိဘူးဆိုပြီးအမှကော်ဖီဆိုင်လလေးတွေရှာလိုက်တဲ့အချိန်မှာဒီခွေးကော်ဖီဆိုင်လေးတော့တွေ့တာပါ review တွေထဲမှာတလောက်ချစ်ဖို့ကောင်းမှမထင်ဘူးအယုတ်လေးတွေကြားနေရပဲအရန်ကမှချစ်ဖို့ကောင်းတယ်အမှအေးလေးပါလေးတောက်ပြီးတော့ခွေးလေးနဲ့ကစားရင်းနဲ့အမှတော်တော်လေးကြာသွားတယ်ရေတွေကတော့တစ်ခွက်ကို120ဝန်းကျင်ပါပြီးတော့တခြားမုန့်တွေခိတ်တွေလည်းရှိရပါတော့အစားခွေးတွေအများကြီးဆိုတော့အနံ့လည်းမကောင်းတော့ဘူးပေါ့ဆိုင်ကဒါပေမဲ့ဘာအနံ့မှမရဘူးတန်တန်ရှင်းရှင်းလေးပဲဒါပြီးရနဲ့မိုးရိုးပင်လယ်နဲ့ညီတဲ့ကော်ဖီဆိုင်မှာလည်းခဏလေးတော့ထိုင်လိုက်သေးတယ်။အဲ့ချိန်မှာ3ခွဲ4နိုင်ဝန်းကျင်လောက်ရှိနေပါပြီ။အဲ့ဒီကာဖေးဆိုင်ကနေနည်းနည်းလေးလိုက်လျှောက်သွားရင်ဒီတသားလေးတွေ့ပါလိမ့်မယ်နော်။ဒီနားရင်မှာတပ်ပုံသွားရရင်လည်းလာတယ်။နောက်ဆုံးအနေနဲ့မိုးရိုးကန်ချီမှာထိုင်ခုံယူပြီးတော့မုံတွေမှာပြီးတော့စားရတယ်ပေါ့နော်။ဘန်ကောက်အပြန်မှာခါကြတော့ဒီဗန်လေးကိုမှာကားလာတက်ပါကားလက်မှတ်လည်းတယောက်မှ150တွက်ကြည့်လိုက်တဲ့ချိန်မှာကားခါပါခါလက်မှတ်ခစားတောက်ခအကုန်လုံးကိုမှတယောက်ကို1150လောက်ပဲကြပါတယ်။မိုးတွက်တော့အဲ့နေ့စောစောထားတာတန်သွားပြီ။တရက်ထဲနဲ့လဲလို့ရတာမလို့နားရက်လေးမှာတငယ်ရှင်းလေးတွေနဲ့တွားကြည့်နော်။ဆုံးထီကြည့်ပေးတဲ့အတွက်လည်းကျေးဇူးပါ။ Bye bye